鸟也谈呀，是也谈那，这个说的这。တရားနာကြကြဖို့ကောင်းမှုဥပဒေတွေကိုလာရောက်ပြီးကြားရပြီးသာတို့ခေါ်ကြဖို့ထိကြပါလေထိမှန်လည်းကပြုပါလေ။ဒီနေ့ညမှာလည်းအကုန်လုံးကိုအလင်းနိုင်ဝိညာဉ်လာတော်များတို့ကိုလက်ဆောင်ဒါနပြုပေးဦးမှာဖြစ်ပါလေ။ဒီနေ့ညလက်ဆောင်ဒါနကောင်းမှုဘုရားအပြင်လေးရကြပြီးခြင်းကအပြင်လေးချမ်းသာမှုကိုပြုဆုံးခြင်းကအပြင်လေးအတဲ့ကိုဒီဘုရားမှန်တာဖြစ်ကောင်းမှုကုသိုလ်တွေပြုလို့ပြီးတာကိုအပြင်လေးသိကြစေမြင်ကြစေကြားကြစေဆရာပညာသုတ်တန်ဆောင်နဲ့ဝေသာမေကိုဘာသာဝါရုမောင်းလို့မကြံများစွာပုဂ္ဂိုလ်အပေါင်းတို့နဲ့တကောကဒီတုတ်တန်မျိုးနဲ့ဆက်တော့လို့ခေါ်တယ်ဒီတုတ်တန်မျိုးနဲ့ဆက်တော့ဝိနည်းဒုက္ခိတဒုက္ခိတသတ္တဝါအပေါင်းတို့တုတ်တန်မျိုးအတိတ်တို့ကြောင်းချဖို့ရကိုကျေပြအတူဖို့ပြောကြားခြင်းကိုထိတ်ကြားခြင်းကိုခွင့်ပြုကြပါလို့ခွင့်ပြုကြပါလို့အဒိနဝကျင်းချင်းခါခါမေတ္တာရောခံတိုက်တွန်းလို့ဆိုအပ်ပါ၏ဒီမင်းကရဲ့ကျေးဝါ၏ဒီဘုန်းတော်ကြီးကျောင်းသားကဒီတုတ်တန်မျိုးကိုတင်ရှင်းပြီးတော့အဒိနဝတုတ်တန်မျိုးကိုတီးထားရဌာနမျိုးဖက်တို့ဘောတော်ရဲ့ကားဖြင့်ဘောရပြီးတော့9ရက်နေ့မှာကောင်းမှုကုသိုလ်တွေဘုရားမရှိတဲ့တန်ဃာတော်တွေတင့်ဆောင်ပြီးတော့ဆွမ်းခဲ့ဖို့သင်္ဃာခါရှိသောလူတော်ကိုလူတန်းပြီးတော့အတေမေကိုစัจ jana နာနဲ့ကောင်းမှုကုသိုလ်တွေတိုးဝေညပြီးအတေမေကိုမော်တော်ရဲ့ကားဖြင့်ပို့ဆောင်မှာဖြစ်ပါလေ။ဒါကြောင့်ဘုရားရုံးကြောင့်ဆရာတော်ဘုရားနဲ့မိဂယုံရင်းရဝံယမယဖရွာမှုရွာဖပေါ့အားလုံး9ရက်သားသမီးတရားတော်ကမှအပေါင်းတို့ကအတေမျိုးကိုဘောတော်ရဲ့ကားဖြင့်သုတ်တံမြေတစ်တီတရားဌာနမြေခွက်ကိုပို့ဆောင်မှာဖြစ်ပါလေအကျွန်ုပ်တို့ဟာဖြင့်အတေမျိုးကိုယုတ်တိအတူတူနှိုးဆော်ခြင်းယနေ့ဒါရဲ့အတိအကျပြုလုပ်မှာဖြစ်ပါလေ။ရှင်ပြညာတရားမှာကောင်းမှုကုသိုလ်တွေမေတ္တာပို့မယ်အမြဝေးမယ်အတင်းနဲ့တိကျစီကြားစီမနှက်ပြန်ညမှာလည်းပဲကောင်းမှုကုသိုလ်တွေကိုအတင်းမျိုးကိုသာသာရေးကိုခွန်လာရေးဝန်ကျင်မှာကောင်းမှုကုသိုလ်တွေအတင်းမျိုးအတွက်ကိုကောင်းမှုကုသိုလ်တွေတိုးဝင်စမှာဖြစ်ပါလေ။ယနေ့ညတရားမလို့ဆရာတရားတခါမှညတရားသုံးညတိုင်းအတင်လို့ကိုထိတ်ကြပြီးတော့ကောင်းမှုကုသိုလ်တွေများများလေးကျွန်တော်တို့ယခုမြတ်ဘဝမှာပြုထားတဲ့ကုသိုလ်ကောင်းမှုတွေတိုးဝင်စမှာဖြစ်ပါလေ။မကြားမရှိကြားသိကြပါစေ။တရားနာနာယံသာဓုခေါ်နာယံလည်းပဲခရီးတွေမလွန်ကြပါနဲ့အကယ်လို့ခရီးလွန်ခဲ့လို့ဆိုရင်လည်းတောင်းနဲ့တူပြောကြပြီးတော့ဇနီးရတညမလည်းပြန်ရတညကဖခံရတညသုံးညတိုင်းတိုင်းကိုတရားနာဖို့သာဓုခေါ်လို့ထိကြပါလေအဲ့တော့3ညမြောက်4ညမြောက်ညမှာဖြစ်အဲ့ဒီမင်းကြောင့်ကျိုးရည်တောက်တန်ကြီးဒီအဟောင်းတောက်တန်ကြီးပေါ့ယခုအဲ့ဒီတောက်တန်ကြီးမှာ
ရှိကြသောရင်းလေးကျစားကြသောဒုက္ခိတဒုက္ခိတဝိနည်းများစွာပုဂ္ဂိုလ်တ attva အပေါင်းတို့အားပရဓတ္တုပပိဋ္ဌာများတို့သည်မြတ်စွာဘုရားရဲ့ကျမ်းဂန်ဒေသနာတော်မှာ